လက်ရှိအခြေအနေမှာဆိုရင်တော့ကချင်နဲ့တဲ့တင်ကနောက်ထပ်သွင်းကိုတကူရခဲ့တာဖြစ်ပါတယ်အဲ့ဒီသွင်းကိုတော့ကျောင်းနံပါတ်9ညီညီရသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်ဦးစင်တော်မာယူနိုက်တက်တင်ပဲတောက်လျှောက်အေးတဲ့ဝင်လာပြီးကန်တာလေကိုးတယ်များဒုတိယပိုင်းစလို့9မိနစ်အရောက်မှာတော့မာယူနိုက်တက်တင်နောက်ထပ်ချစ်ပါကိုထပ်ပြီးတော့ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီနေ့မှာကွင်းလယ်မှာခြေစမ်းပြကစားနေတဲ့အာကာကျော်ဒီချိန်မှာတော့သူ့ရဲ့တကူတော်ချိုဖြတ်မှုကနေပဲပိုင်နိုင်ကိုအဆုံးသတ်သွားနိုင်ခဲ့တာများဆိုမင်းနိုင်ကွန်မာရှိအတင်းမုံနဲ့ပြန်တွဲထားရလူလူချိုပဲဆိုမင်းနိုင်ကိုသမောကြော်ထားသေးတယ်တပိတ်ထားပြီကိုဘီများပွဲသားချိန်မိနစ်60ရောက်မှာပဲမာယူနိုက်တက်တင်းတွဲတတိယမြောက်သွင်းကိုတော့တင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဆိုမင်းနိုင်သွင်းပေးခဲ့ရလည်းဖြစ်ပါတယ်ဟန်သာယူနိုက်တက်တင်းရဲ့နောက်ထပ်အမားရွံတစ်ဆင့်ရရှိလာတဲ့ဘောလုံးဆိုမင်းနိုင်ကိုသမောကြော်ပြီးလူလူချွတ်ချွတ်ဘောထဲသွင်းခဲ့ရလည်းဖြစ်တယ်များဒါရကန်နေဂိုးတယ်ခင်ဗျာအခုဆိုရင်တော့ AR United တင်ကနောက်ထပ်သွင်းကိုတကူရခဲ့တာဖြစ်ပါတယ်ကွင်းလေကစားသမားကျောင်းနံပါတ်80တီဟသွင်းယူပေးခဲ့တာဖြစ်ပါတယ်ဒီဆိုတော့ရှိုင်းနေတဲ့တင်ကပဲဘောလုံးရထားသေးတယ်မြာအဝေးကနေကန်ဖို့အတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်ကန်နေ